ရှီဇူကာရဲ့စိတ်ထဲမှာနိုဘီတာဘယ်လောက်အရေးပါတယ်ဆိုတာသိလားနိုဘီတာကသူ့ရေချိုးနေတော့အမှတ်မထင်အချိန်ချင်းချောင်းကြည့်ဘူးလားတော့မှနိုဘီတာအနေနဲ့ကြုံရတဲ့အချိန်တိုင်းမှာရှီဇူကာကတော့ဘာမှမစင်စားပဲသူ့ကိုကူညီဖို့ပြေးလာတော့မှာပဲတာယာတဲ့မနက်ခင်းတစ်ခုမှာပေါ့ရှီဇူကာနဲ့အသေးအဖွဲကိစ္စလေးတစ်ခုငင်းခုန်မိရာကနေသူတို့နှစ်ယောက်အပြင်းထန်စကားများခဲ့ကြတယ်အဲ့ဒီနောက်မှာတော့ရှီဇူကာကဝမ်းနဲ့ပလက်နဲ့ထွက်သွားခဲ့ပါတယ်ဒါပေမဲ့ပြန်စဉ်းစားကြည့်တော့လေဒါဟာသူ့အပြစ်ဆိုတာနိုဘီတာသိသွားခဲ့တယ်နိုဘီတာကသူ့ကိုတောင်းပန်ခြင်းပေမဲ့လည်းအခွင့်အရေးကောင်းကောင်းမရခဲ့ဘူးပိုဆိုးတာကရှီဇူကာကတစ်သက်လုံးနိုဘီတာကိုစကားတစ်ခုမှမပြောတော့ဘူးလို့တောင်ပြောခဲ့သေးတယ်နိုဘီတာရဲ့တနာစရာကောင်းတဲ့အဖြစ်အပျက်ကိုကြားရပြီးနောက်ဒိုယေမွန်ကအဓိကဦးစားပေးအနေနဲ့အခွင့်အရေးတစ်ခုရှာမလို့တွေးမိတယ်ရှီဇူကာကိုရိုးရိုးတသားတောင်းပန်နိုင်ဖို့ပေါ့နောက်တစ်စက္ကန့်မှာပဲသူကဘဲသွားတကားကိုထုတ်လိုက်တယ်သူကနိုဘီတာကိုရှီဇူကာနဲ့နှစ်ယောက်တည်းစကားပြောဖို့တီးတက်နေရလေးတစ်ခုဖန်တီးပေးခြင်းခဲ့တာဒါပေမဲ့တကားဖွင့်လိုက်တဲ့အခိုက်အတန့်မှာပဲနိုဘီတာကမြင်လိုက်ရတဲ့မြင်ကွင်းကြောင့်စွန့်သွားခဲ့ရတယ်အဲ့ဒီအချိန်မှာရှီဇူကာကရေချိုးနေတာလေတခုခုမှသွားပြီဆိုတာသိလိုက်ရပြီးနောက်နိုဘီတာဟာချောင်းကြည့်သမားဖြစ်နေမောင်းထုတ်ခံလိုက်ရတယ်ဒါကတောက်ပြဿနာကြီးပဲရှီဇူကာကသူ့ကိုအခုထပ်ပို့ပြီးမုန်းသွားတော့မယ်ဆိုတာသူတေချာပေါက်သိလိုက်ပြီနိုဘီတာရဲ့အခြေရဲ့အတွက်ကြောင့်ဒိုယေမွန်ကကန်ဂျမာရဲ့ကျိုးနီလေးကိုထုတ်ပေးလိုက်တယ်ဒါရှိနေသေးတော့လက်မှာကျိုးနီလေးချီထားတဲ့လူနှစ်ယောက်ဟာတယောက်ကိုတယောက်မလုံဆန်နိုင်မဲ့ဆွဲဆောင်ခြင်းခံရမှာဖြစ်တယ်ဒါကရှီဇူကာကိုတေချာပေါက်တောင်းပန်ဖို့အကောင်းဆုံးအခွင့်အရေးပဲချက်ချင်းဆိုသလိုပဲနိုဘီတာကရှီဇူကာတို့အိမ်ဘက်ကိုအစွမ်းကုန်ပြေးသွားခဲ့တယ်သူကခွင့်လွှတ်မှုရဖို့စိတ်ပိုင်းဖြတ်ထားတာဒါပေမဲ့လမ်းထောက်တစ်ခုမှာတော့နိုဘီတာကဂျိုင်းယန်နဲ့မတော်တဆတိုက်မိသွားတယ်ဂျိုင်းယန်ချေချော်ပြီးနန်စော်နေတဲ့ရေမြောင်းနဲ့ကျသွားခဲ့တယ်သူဝယ်လာတဲ့ဈေးကြီးတဲ့ဝက်သားပေါက်စီတောင်မှခြေထောက်အောက်မှာကြေမွသွားခဲ့ရတယ်နိုဘီတာကဂျိုင်းယန်ရဲ့မျက်နှာထားကြောင့်ကြောက်လန့်သွားခဲ့တယ်သူပြန်လှည့်ပြီးအသက်လူပြေးတော့တာပေါ့ဂျိုင်းယန်ကသူ့နောက်ကိုမနားလန်းလိုက်ပါတော့တယ်ကံကောင်းချင်တော့နိုဘီတာကရုတ်တရက်အကြံတစ်ခုရသွားတယ်သူကကြော်ညာပုတ်တစ်ခုနောက်မှာပုံနေလိုက်လို့အပြင်းထန်အရိုက်ခံရမယ်ဘေးကနေလွတ်မြောက်သွားခဲ့တယ်အဲ့ဒီနောက်မှာနိုဘီတာကအိမ်ပြန်ပြေးဖို့မူလကရည်ရွယ်ထားပေမဲ့သူ့လက်ကကျိုးနေလေးကိုကြည့်ပြီးရှီဇူကာနဲ့ဘယ်တော့မှပြန်ပြီးတငယ်ချင်းဖြစ်နိုင်တော့မှာမဟုတ်ဘူးလို့တွေးမိကသူကရုတ်တရက်ဆုံးဖြတ်ချက်တစ်ခုချလိုက်တယ်ဘာပဲပေးရရှီဇူကာနဲ့ပြန်ဆင်ပြေဖို့ဘာမဆိုလုပ်မယ်ဆိုတာပေါ့တိတ်မကြခင်မှာပဲနိုဘီတာကရှီဇူကာနဲ့ဆုံမိတယ်ဒါပေမဲ့ရှီဇူကာကသူ့ကိုအဖက်တောင်မလုပ်ချင်ဘူးအခြားရွေးချယ်စရာမရှိပဲနိုဘီတာကလက်ထဲကကျိုးနီလေးကိုဝေယမ်းပြီးအားနဲ့ပစ်ပေါက်လိုက်တယ်ဒါပေမဲ့မတော်တဆဖြစ်ပြီးအဲ့ဒါကရှီဇူကာလက်ထဲကစာအုပ်မှာတွားချမိသွားတယ်နိုဘီတာကဒါလည်းအဆင်ပြေမှာပါလို့တွေးလိုက်တယ်ဒါပေမဲ့ရှီဇူကာနောက်ကိုလိုက်ပြီးတောင်းပန်ဖို့စူးစမ်းတဲ့အခါမှာတော့သူ့ကိုလစ်လူရှူတာကိုပဲခံခဲ့ရတော့မှာပဲအိမ်ပြန်ရောက်တော့နိုဘီတာကဒိုယေမွန်ကိုသူ့ပစ္စည်းတွေကအသုံးမကျတဲ့ပစ္စည်းတွေကြီးပဲလို့ဟစ်တော့တယ်ဒါပေမဲ့ရုတ်တရက်ဆိုသလိုပဲသူ့လက်ကအလိုလျောက်လှုပ်ရှားလာခဲ့တယ်ပြီးတော့ရှီဇူကာကလည်းအတိအကျအဲ့ဒီလိုမျိုးပဲကြုံတွေ့နေရတယ်နိုဘီတာကရှီဇူကာစီကိုပျော်ပျော်ရွှင်ရွှင်ပြေးသွားနေတော့မှပဲလမ်းမှာဂျိုင်းယန်ကိုရုတ်တရက်ထပ်တွေ့သွားပြန်တယ်ဂျိုင်းယန်ကစောစောကဖြစ်ပျက်ခဲ့တာတွေအတွက်ဒေါသထွက်နေတော့မယ်အဲ့ဒီလိုအရေးကြီးတဲ့အချိန်မှာပဲဂျိုင်းယန်ကအနာကပိုစတာတစ်ခုကြောင့်အာယုံလဲသွားခဲ့တယ်ဒါကနိုဘီတာကိုတီတီလေးလွတ်မြောက်သွားစေခဲ့တယ်တစ်ချိန်တည်းမှာပဲရှီဇူကာကဆူမီယိုနဲ့ဆုံမိတယ်သူ့စီကိုကာတွန်းစာအုပ်ပြန်ပေးပြီးတဲ့နောက်မှာတော့ဆူမီယိုဟာမမြင်ရတဲ့စွမ်းအားတစ်ခုကြောင့်ရုတ်တရက်ဆွဲခေါ်ခြင်းခံလိုက်ရတယ်သူ့လမ်းကြောင်းပြောင်းပြီးသူ့အိမ်ဘက်ကိုဦးတည်သွားခဲ့တယ်ဒါပေမဲ့ဘာအကြောင်းကြောင့်လဲမသိပဲသူ့ကြောင့်လည်းအိတ်ကအပြင်းထန်ရုန်းကန်နေပုံရတယ်အခြားရွေးချယ်စရာမရှိတာမို့သူဒုံးပြန်တွန်းအားပေးဆက်ကိုဖွင့်လိုက်ရတယ်အဲ့ဒီခါကျမှပဲသူဘေးကင်းကင်းနဲ့လွတ်မြောက်သွားနိုင်ခဲ့တယ်ဒါပေမဲ့ဒီလောက်ရက်ကနိုဘီတာကိုတော့နာကျင်စရာဒုက္ခတစ်ခုဖြစ်စေခဲ့တယ်ဘာလို့လဲဆိုတော့သူကတိတ်မြန်မြန်လှုပ်ရှားနေလို့လေသူမတော်တဆချေချော်ပြီးမြေကြီးပေါ်လဲကျသွားခဲ့တယ်အဲ့ဒီနောက်သူကထိမ့်မနိုင်သိမ့်မရရှေ့ကိုဆက်ပြီးလိမ့်နေခဲ့တယ်သူဘလောက်ပဲစူးစမ်းမရက်နိုင်ပဲဖြစ်နေခဲ့တယ်တစ်ချိန်တည်းမှာပဲအိမ်ပြန်လမ်းမှာဂျိုင်းယန်ကဆူမီယိုနဲ့ဆုံခဲ့တယ်ဆူမီယိုရဲ့စမ်းပြတဲ့စကူတာကိုကြည့်ပြီးဂျိုင်းယန်ကလိုချင်သွားခဲ့တယ်ဆူမီယိုကတခုခုမားနေပြီဆိုတာချက်ချင်းသတိထားမိလိုက်တယ်သူကဂျိုင်းယန်ကိုကာတွန်းစာအုပ်ပဲယူလိုက်ဖို့ပြောဖို့စူးစမ်းခဲ့တယ်ဒါပေမဲ့နောက်ဆုံးမှာတော့ဂျိုင်းယန်ကကာတွန်းစာအုပ်ကိုယူယုံတင်မကပဲစကူတာကိုလည်းလက်မလွတ်ခဲ့ပါဘူးဒီလိုရဲ့ကြောင့်ဆူမီယိုတယောက်လုံးဝကိုအံ့အားသင့်ပြီးကျန်ရစ်ခဲ့တယ်ဒါပေမဲ့ဂျိုင်းယန်စီဘီတိတ်မကြခင်မှာပဲစကူတာကသူ့လိုလမ်းကြောင်းချက်ချင်းပြောင်းသွားခဲ့တယ်သူဘာမှမတုံ့ပြန်နိုင်ခင်မှာပဲနိုဘီတာကသူ့စီကိုတက်ကြီးပြေးဝင်လာခဲ့တယ်သူတို့နှစ်ယောက်ပြင်းပြင်းထန်ထန်တိုက်မိကြတော့တာပေါ့အဲ့ဒီနောက်မှာသူတို့ခန္ဓာကိုယ်တွေကကော်နက်ကထားတဲ့လိုမျိုးကူးကတ်သွားပြီးဘလို့မှခွဲလို့မရဖြစ်သွားခဲ့တယ်ဒါကဂျိုင်းယန်အတွက်ကလဲစားချေဖို့အကောင်းဆုံးအခွင့်အရေးဖြစ်သွားစေခဲ့တယ်သူကလက်တီးကိုဝေယမ်းပြီးနိုဘီတာကိုမညမတာထိုးနှက်ပါတော့တယ်နေဝင်ချိန်ထိပါပဲနိုဘီတာတယောက်မြေကြီးပေါ်မှာဒဏ်ရာအနာတရားတွေနဲ့လဲကျနေခဲ့ရတယ်ရှီဇူကာနဲ့ဘယ်တော့မှပြန်ဆင်ပြေမှာမဟုတ်တော့ဘူးလို့သူတွေးနေတဲ့အချိန်မှာပဲရှီဇူကာကသူ့ကိုရုတ်တရက်တွေ့သွားခဲ့တယ်ခဏအကြာမှာတော့သူကနိုဘီတာကိုထူပေးပြီးသူတို့နှစ်ယောက်နေဝင်ချိန်အလှအောက်ကလမ်းကလေးတိုင်းအတူတူလျှောက်သွားခဲ့ကြတယ်ရှီဇူကာရဲ့စိုးရိမ်ပူပန်နေတဲ့မျက်နှာလေးကိုကြည့်ပြီးနိုဘီတာကတော့နောက်ဆုံးမှာသူ့ကိုတောင်းပန်ပါတယ်လို့ပြောနိုင်ခဲ့ပါတော့တယ်တချို့ချစ်သူစုံတွဲတွေကတော့တောင်းပန်စကားပြောခွင့်ရရင်တော့ပြန်ဆင်မပြေနိုင်တော့ပါဘူး